နေညမှာကစားခဲ့တဲ့ Premier League ရဲ့ Boxing Day ပွဲစဉ်တွေကတော့ရင်ခုန်စရာကောင်းခဲ့ပါတယ်။ Man City ကဟာလန်ဂိုးမသွင်းနိုင်ခဲ့ပေမဲ့နိုင်ပွဲရခဲ့တယ်လို့ Arsenal အသင်းကလည်းကစားဖို့မကောင်းခဲ့ပေမဲ့အုံဂိုးတစ်လုံးနဲ့တူနိုင်ပွဲရရှိခဲ့ပါတယ်။ဂျိုတာရဲ့အောင်းမွေးပွဲဖြစ်ခဲ့တဲ့ Liverpool နဲ့ Wolverhampton အသင်းတို့ရဲ့ပွဲမှာ Liverpool ကပဲနိုင်ပွဲရရှိခဲ့ပါတယ်။ Chelsea နဲ့ Aston Villa အသင်းတို့ရဲ့ပွဲစဉ်မှာတော့ Aston Villa ရဲ့အမကန်ကမ်းဘက်ကြောင့် Chelsea တို့ရှုံးပွဲတွေ့ခဲ့ရပါတယ်။ကဲဒါဆိုရင်တော့ရင်ခုန်စရာကောင်းတဲ့ Boxing Day နေ့ကိုပြန်သွားကြည့်အောင်ပါ။ Man City အသင်းကတော့ City Ground မှာခက်ခဲခဲ့ပေမဲ့အဖို့တက်အနိုင်3မှတ်ကိုတော့ရယူသွားနိုင်ခဲ့ပါတယ်။ Asian Forest အသင်းဟာ Man City အသင်းကိုအတင်းဝင်အတွင်းထက်နဲ့ဖိအားပေးကစားနိုင်ခဲ့လို့ပထမပိုင်းမှာ Guardiola ရဲ့အသင်းသားတွေကရုန်းကန်ခဲ့ရပါတယ်။ဘောလုံးအားကစားဝါသနာရှင်ပရိသတ်များအတွက် iPad ခွင့်8ကိုဖိုက်3လုံးမြင့်နဲ့ management များကိုဝေချေးစိတ်ချတာနဲ့ Viber နံပါတ်39 58ခွင့်1 foundation မှာစော်ကစားနိုင်ပါပြီဖြစ်ပါတယ်ခင်ဗျာ။ဒုတိယပိုင်းပြန်အစ48မိနစ်မှာတော့ Chucky ရဲ့ဖန်တီးမှုကနေ Rangers က Man City အသင်းအတွက်အဖွင့်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းပဲ City ရဲ့အဖွင့်ဂိုးက9မိနစ်သက်သာလောက်ပဲခံခဲ့ပြီးတော့ Hutchinson က Forest အတွက်ခြေပါဂိုးသွင်းယူပေးခဲ့ပါတယ်။တကိုးစစ်တရေဖြစ်သွားချိန်မှာပွဲကပိုကောင်းသွားခဲ့ပြီး City ကလည်းအနိုင်ကိုရဖို့တောက်လျှောက်တိုက်စစ်ဆင်ခဲ့သလို Forest ကလည်းတရေတမတ်အတွက်ချင်းချခံပြီးကြိုးစားခဲ့ပါတယ်။ Man City အသင်းအတွက်အနိုင်ကိုတော့ Chucky ကပဲလှပပြင်းထန်တဲ့ဝေးကန်ချက်နဲ့83မိနစ်မှာဖန်ဆင်းပြသွားခဲ့တာပါ။ Man City ဟာပြီးခဲ့တဲ့ရာသီတုန်းက Forest အကွင်းမှာရှုံးပွဲကြုံတွေ့ခဲ့ရတာကိုအခုညမှာအကျွေးပြန်ဆက်နိုင်ခဲ့တယ်လို့လည်းဆိုနိုင်ပါတယ်။ Liverpool နဲ့ Wolverhampton အသင်းတို့ရဲ့ပွဲစဉ်မှာတော့ကြိုတင်သတင်းထုတ်ပြန်ထားတဲ့အတိုင်းပဲကွယ်လွန်သူဂျိုတာရဲ့သားလေးတွေကလက်ကောင်လေးတွေဖြစ်နေမြင်တွေ့ခဲ့ရပါတယ်။ Liverpool ကအမှတ်ပေးစရာအောက်ဆုံးမှာရှိနေတဲ့ Wolverhampton အသင်းကိုအသာစီးနဲ့ကစားခဲ့ပြီး40မိနစ်မှာ Gravenberch ရဲ့ဦးဆောင်ဂိုး42မိနစ်မှာ Florian Wirtz တို့ရဲ့သွင်းဂိုးတွေနဲ့အတူပထမပိုင်းမှာ2ဂိုးပြည့်နဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်း Liverpool အသင်းက Wolverhampton လိုအသင်းမျိုးကိုပထမပိုင်းမှာ2ဂိုးပြတ်ပြီးမှဒုတိယပိုင်းမှာချီပါဂိုးပြန်ပေးခဲ့ရပြီး2ဂိုးတဂိုးနဲ့နိုင်ခဲ့တာကတိတ်ပြီးတော့အားရခြင်းနဲ့ဆရာမကောင်းဘူးလို့ဆိုနိုင်ပေမဲ့လက်ရှိ Liverpool ရဲ့အနေထားရဆိုရင်ဒီ3မှတ်ဟာလည်းကြီးနေဆရာပါ။ Florian Wirtz ခြေစွမ်းပြသနိုင်ခဲ့တယ်လို့ဒဏ်ရာကနေပြန်လာတဲ့ Cody Gakpo လည်းလူစားဝင်ကစားသွားနိုင်ခဲ့ပါတယ်။တစ်ဖက်ကဒဏ်ရာရကစားသမားတွေများပြားနေတဲ့ Arsenal အသင်းကတော့ Brighton ကိုရင်ဆိုင်ရမှာကစားပုံရခက်ခဲခဲ့ပါတယ်။ Arsenal ရဲ့ပွဲပန်းမှုကိုအတိုင်းအတာမြင်တွေ့ခဲ့ရတဲ့ပွဲဖြစ်ပြီးတော့ဒီပြည့်ရလက်စွမ်းပြခဲ့လို့သာတူမဖြစ်ခဲ့ရတာပါ။ Brighton လိုအသင်းမျိုးကိုအင်ကွင်းမှာ2ဂိုးပြတ်နဲ့ဦးဆောင်ခွင့်ရရှိခဲ့ပြီးမှနောက်ဆုံးမိနစ်တွေမှာရုပ်ပြက်ဆင်းပြက်ဖြစ်တာကိုကာကွယ်ခဲ့ရတာကလည်းပြောစရာဖြစ်လာခဲ့ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်3မှတ်ရဖို့ကအရေးကြီးဆုံးဆိုပေမဲ့ Arsenal အသင်းအနေနဲ့ချန်ပီယံဖြစ်ချင်ဒီချီစွမ်းနဲ့တော့မလွယ်ဘူးဆိုတာကိုထပ်မံမြင်တွေ့ခဲ့ရတဲ့ပွဲလို့လည်းဆိုနိုင်ပါတယ်။ Unai Emery ရဲ့ Aston Villa ကတော့ကမ္ဘာ့ချန်ပီယံ Chelsea အသင်းကို Stamford Bridge ထိသွားပြီးတော့အနိုင်ယူပြခဲ့ပြန်ပါပြီ။ဒါကြောင့်အသင်းသမိုင်းကြောင့်တခြား17ပွဲဆက်အနိုင်နဲ့တူအမှတ်ပေးဖလားအတွက်ပါ Arsenal နဲ့ Man City ကိုဖိအားပေးနိုင်ခဲ့ပါတယ်။ပွဲကြောင့်ပြောမယ်ဆိုလို့ရှိရင်တော့ပထမပိုင်းက Chelsea ရဲ့ပွဲဖြစ်ခဲ့ပါတယ်။ Chelsea ကပထမပိုင်းမှာဘလုံးပိုင်ဆိုင်မှု86%ထိရယူနိုင်ခဲ့ပြီးဂိုးပေါက်ကန်သွင်းမှု10ကျင်းထိပြုလုပ်နိုင်ခဲ့ပေမဲ့သွင်းဂိုးတစ်ဂိုးတည်းသာရရှိခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ Villa နီးပြ Unai Emery ရဲ့လူစားလဲမှန်ကန်မှုတွေကနိုင်ပွဲစီကိုခေါ်ဆောင်သွားခဲ့တာပါ။58မိနစ်ရောက်မှာ Weskin Sancho နဲ့ Onana တို့ကိုတပြိုင်တည်းထည့်သွင်းပြီးတဲ့နောက်မှာကစားအားကပိုကောင်းသွားခဲ့ပါတယ်။63မိနစ်မှာ Weskin ချေပါဂိုးသွင်းယူပေးခဲ့တယ်လို့အနိုင်ဂိုးကိုလည်း Talisman ရဲ့ထောင်းကန်ဘောကနေ Weskin ကပဲခေါင်းတိုက်သွင်းယူသွားခဲ့လို့ Chelsea တို့တဲခွဲခဲ့ရပါတယ်။ဒါ Chelsea အတွက်တော့နောက်ဆုံး Premier League 5ပွဲမှာတပွဲတည်းသာနိုင်ထားတဲ့မှတ်တမ်းကိုလည်းပိုင်ဆိုင်သွားခဲ့ပါတယ်။ Chelsea ကတပိုင်းနဲ့ပဲကစားတတ်တာလားတော့မေးချင်စရာဖြစ်ပြီး Newcastle နဲ့ပွဲမှာလည်းဒုတိယပိုင်းတစ်ပိုင်းကိုပဲကောင်းကောင်းမွန်မွန်ကစားနိုင်ခဲ့တယ်လို့ဒီပွဲမှာဆိုရင်လည်းပထမပိုင်းမှာပဲပုံစံကောင်းရရှိခဲ့တာပါ။နိုင်ပွဲရောက်သွားတဲ့ Villa ကိုတော့ချီးကျူးရမှာဖြစ်ပြီးသူတို့အတွက်နောက်ထပ်အကြီးစားစိန်ခေါ်မှုကတော့အင်္ဂါနေ့ညမှာ Arsenal အသင်းကို Emirates မှာသွားရောက်ရင်ဆိုင်ရဖို့လည်းရှိနေတာဖြစ်ပါတယ်။အဲ့ဒီပွဲကတော့ဒီဟာဒီ Premier League ဖလားအတွက်တောင်လှည့်ပြောင်းဖြစ်သွားစေနိုင်တဲ့ပွဲလည်းဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးများတင်ပါတယ်။